မင်္ဂလာပါဟိန်းစာ YouTube channel ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်တို့ဇမင်းသားတွေဝတ်စားဆင်မှုတစ်ခုဖြစ်တဲ့ကျွန်တော်တို့ခေါင်းပေါင်းအကြောင်းအရာလေးကိုကျွန်တော် sharing လုပ်ပေးမှာပဲဖြစ်ပါတယ်ကျွန်တော် YouTube channel လေးကတော့မြန်မာကနဲ့ပတ်သက်တဲ့အသိပညာလေးတွေမြန်မာဇမင်းသားတွေရဲ့ဝတ်စားဆင်မှုလေးတွေကျွန်တော်တို့တမိုင်းကြောင်းလေးတွေကိုကျွန်တော်က knowledge sharing လုပ်ပေးတဲ့ channel လေးပဲဖြစ်ပါတယ်ကျွန်တော် channel လေးကိုသဘောကျရဆိုရင် like subscribe နဲ့ follow လေးလုပ်ပေးထားဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာဒီနေ့မှာကျွန်တော်ပြောပြပေးချင်တာကတော့ဇမင်းသားတွေရဲ့ခေါင်းပေါင်းအကြောင်းပါခင်ဗျာဇမင်းသားတွေရဲ့ခေါင်းပေါင်းဖြစ်ပေါ်လာပုံပေါ့နော်ဒီဘက်ခေတ်ခေါင်းပေါင်း ready made ခေါင်းပေါင်းတွေဖြစ်ပေါ်လာပုံအရင်ခေတ်တုန်းကဇမင်းသားတွေခေါင်းပေါင်းဘယ်လိုပေါင်းခဲ့လဲဆိုတာကိုကျွန်တော်အသိပညာဘူးသူတာတွေနဲ့ပြောပြပေးချင်ပါတယ်ပထမဦးဆုံးပြောချင်တာကတော့အရင်တုန်းကဇမင်းသားကြီးတွေခေါင်းပေါင်းကိုဘယ်လိုပေါင်းကြလဲအရင်တုန်းကဇမင်းသားကြီးတွေကခေါင်းပေါင်းကိုကျွန်တော်တို့ပတ်ပေါင်းပုံစံမျိုးပတ်ပြီးတော့ပေါင်းပါတယ်ခင်ဗျာအဲ့တော့ပတ်ပေါင်းပေါင်းဖို့အတွက်ဆိုရင်ကျွန်တော်တို့နှစ်ပေါင်းသားကကန်ဒီပေါ့နော်နှစ်ပေါင်းသားကကန်ဒီပတ်ပေါင်းပေါင်းတယ်မြိုင်နာထွက်ဖို့နှစ်ပေါင်းပတ်ပေါင်းပေါင်းတယ်ပေါ့နော်အဲ့လိုမျိုးနှစ်ပေါင်းသားကကန်ဒီပတ်ပေါင်းပေါင်းတဲ့အချိန်မှာခေါင်းပေါင်းပေါင်းတဲ့အချိန်မှာအချိန်တစ်ခုပေးရပါတယ်ခင်ဗျာအဲ့တော့ဒီပတ်ပေါင်းပေါင်းမယ်ဆိုရင်ကျွန်တော်တို့ဒီပတ်ပေါင်းပေါင်းတဲ့ပိတ်စာပေါ့နော်ပတ်ပေါင်းပေါင်းတဲ့ပိတ်စာကအနံတစ်ထောင်ရှိရပါမယ်အလျားက3000ရှိရပါမယ်ဒီအလျားအရှိပေါ့နော်အရှိက3000ရှိရမယ်အနံက1000ရှိရမယ်အဲ့ဒီမှာဟိုဘက်ထိပ်ဒီဘက်ထိပ်ကိုကျွန်တော်တို့ကော်တုတ်ရပါတယ်ကော်တုတ်ပြီးတော့ဒီဘက်ကပေါ့နော်စင်နရွက်လို့ခေါ်တယ်စင်နရွက်ကိုစပေါင်းတာကတော့ဒီဘက်အရွက်သေးသေးလေးကနေစပြီးစဖြန့်တယ်ပေါ့နော်ဖြန့်တယ်အရွက်သေးသေးလေးကိုစဖြန့်တယ်ဖြန့်ပြီးသွားတယ်ကျွန်တော်တို့ဒီလိုမျိုးနှစ်ပတ်တာပေါ့နော်နှစ်ပတ်ပြီးသွားရင်ကြံတဲ့အစကဒီဘက်ထောက်မှာဒီဘက်တောက်မှာကြံတယ်ပေါ့နော်အရွက်ကြီးဒီစင်နရွက်ကိုပံမို့အတွက်ကိုအရွက်အစကြီးပေါ့နော်အဲ့ဒါကိုကျွန်တော်တို့လိုတလိုလေးလက်ကလေးနဲ့ကိုစိတ်ကြိုက်ကိုကြိုက်တဲ့လောက်ပေါ့နော်ကိုကြိုက်တဲ့ပုံလေးရပြီလှပြီလို့ထင်ပြီဆိုတာနဲ့နှစ်ပတ်ထားတဲ့ထဲကိုအတင်းထိုးထည့်လိုက်တယ်ကော်တုတ်တဲ့ဟာကိုကတ်လိုက်တယ်ပေါ့နော်အဲ့တော့ဒီကော်ကို6ဖို့လဲကျွန်တော်အချိန်စောက်ရတယ်အဲ့တော့ဒီခေါင်းပေါင်းပေါင်းဖို့လဲကျွန်တော်တို့တသက်ရဲ့ဖြစ်ဖို့လဲအချိန်တစ်ခုပေးရပါတယ်ခင်ဗျာအဲ့ဒါကြောင့်ကျွန်တော်တို့ဒါကတော့ရှင်းရခင်ဇမင်းသားကြီးပေါင်းခဲ့တာတော့ဒီလိုပတ်ပေါင်းကိုပေါင်းခဲ့တယ်ပေါ့နော်အဲ့ကနေမှဒီဘက်ခေတ်ကျွန်တော်တို့ဒီဘက်ခေတ်ပေါ့နော်ဇမင်းသားတွေပေါင်းတဲ့ဒီ ready made ခေါင်းပေါင်းလေးတွေပေါ့နော် ready made ခေါင်းပေါင်းလေးတွေဘယ်လိုဖြစ်လာတယ်ဘယ်သူတီထွင်ခဲ့တာလဲဆိုတာကိုလည်းကျွန်တော် sharing လုပ်ပေးချင်ပါတယ်ဒီဘက်ခေတ် ready made ခေါင်းပေါင်းလေးကိုတီထွင်ခဲ့တာတော့ဘဘရွှေမန်းဇက်တပင်အဖွဲ့ကဘဘဦးလာမြင့်ဖြစ်ပါတယ် make up ပညာရှင်ဦးလာမြင့်ပါဒီအကြောင်းအရာတွေကိုကျွန်တော်ကို sharing လုပ်ပေးတာကတော့ဘဘရွှေမန်းဦးကံမှာရွှေမန်းတပင်ဇက်တပင်အဖွဲ့ကဘဘရွှေမန်းဦးတင်မောင်ဇက်တပင်အဖွဲ့တွေကဘဘရွှေမန်းဦးကံပါအဲ့တော့ကျွန်တော်တို့ဒီဟာလေးတွေကိုပြပြတာကတော့ကျွန်တော်သိခဲ့ရတာတော့ဒီတပင်းလက်ဆင့်ကမ်းပေါ့နော်တပင်းလက်ဆင့်ကမ်းအစီအစဉ်ရိုက်ကူးရေးလုပ်တဲ့အချိန်မှာကျွန်တော်ဘဘရွှေမန်းဥကန်ကနေပြီးတော့ဇမင်းသားကောင်းပေါင်းလေးတွေကဒီလိုပေါင်းကြတယ်ရှေ့ရခင်တော့ကဇမင်းသားကြီးတွေကဒီလိုပတ်ပေါင်းအောင်ဒီလိုပေါင်းကြတယ်အနန်းတော့ဘလောက်အလျားကဘလောက်ဆိုပြီးဒီလိုပြောပြပေးခဲ့တာပေါ့နော်ဘဘပြောပြပေးခဲ့တာဒီဘက်ခေတ်ဇမင်းသားခေါင်းပေါင်းနေအကြောင်းကျွန်တော်မေးခဲ့တာကိုမေးခဲ့တော့ဘဘပြောပြတယ်ဘဘဦးလာမြင့်လုပ်ခဲ့တာတဲ့ဘဘဦးလာမြင့်ဆိုတာကတော့တဲ့အရင်တုန်းကဘဘရွှေမန်းဦးတင်မောင်ရဲ့ဇက်ထဲမှာပေါ့နော်မိတ်ကပ်ပညာရှင်အနေနဲ့သို့မဟုတ်ခေါင်းပေါင်းပေါင်းပေးတယ်ဘဘကိုပပေါင်းလုပ်ပေးတယ်ဘဘရွှေမန်းဦးတင်မောင်ကိုမိတ်ကပ်တွေပြင်ပေးတယ်ဘဘရွှေမန်းဦးတင်မောင်ရဲ့ညာလက်ယုံလို့သဘောမျိုးပေါ့နော်အဲ့လိုမျိုးတောင်ဖြစ်ခဲ့လို့ကျွန်တော်တို့သိခဲ့ရပါတယ်အဲ့တော့ဘဘဒီဦးလာမြင့်ပေါ့နော်ဦးလာမြင့်ကနေပြီးတော့ခေါင်းပေါင်းပေါင်းပေးနေနေမှာဖိုးရွှေမန်းဦးတင်မောင်ကိုဒီလိုမျိုး ready made ခေါင်းပေါင်းလေးသူဖန်တီးကျင်တယ်ပေါ့နော်ဖန်တီးကျင်တယ်ဆိုပြီးသူကပြောပြလိုက်ပါတယ်သူ့ရဲ့ idea ကိုပြောပြလိုက်ချင်မှာဘဘရွှေမန်းဦးတင်မောင်ကကောင်းတာပေါ့လှုပ်တင်တာပေါ့ချပေါ့နော်ဒီဘက်ခေတ်စကားနဲ့ဆိုတော့အာချကောင်းလိုက်တာဒီလိုမျိုးဖန်တီးတာကိုဘဘရွှေမန်းဦးတင်မောင်ကအဲ့လိုဖန်တီးမှုကိုသူကသဘောကျတာကိုသူကိုယ်တိုင်လည်းအများကြီးဖန်တီးခဲ့တယ်ဇလန်းဇက်ကွက်တွေအများကြီးဖန်တီးခဲ့တာဆိုတော့ဒီလိုမျိုးလေးတာတကယ် ready made ခေါင်းပေါင်းလေးတာဖန်တီးနိုင်မယ်ဆိုရင်ဘာပြောအချိန်အများကြီးတက်တာသွားမယ်အဲ့ဒီအတွက်ကြောင့်ဘဘရွှေမန်းဦးတင်မောင်ကနေပြီးတော့အားပေးခဲ့တယ်လို့ကျွန်တော်သိရပါတယ်အဲ့ချိန်ကနေစပြီးတော့ခုနဘဘဦးလာမြင့်ပေါ့နော်ခေါင်းပေါင်းဖန်တီးတယ်ဘဘဦးလာမြင့်ကနေပြီးတော့ဒီမောင်းတောင်ကွက်ကြီးတွေရှိတယ်မောင်းတောင်ကွက်ကြီးတွေကိုဖြတ်ပြီးွားပြီးတော့အဲ့မောင်းတောင်ကွက်ကြီးကိုဘသူခေါင်းကိုသွားဆွလဲဆိုတော့ခုနကျွန်တော်တို့ပြောပြတယ်ဘဘရွှေမန်းဦးကန်ပေါ့နော်ဦးကန်ကဒီဦးလာမြင့်နဲ့ကဇက်ထဲမှာဆိုဂရင်ဟိုဘက်ဂရင်ဒီဘက်ဂရင်အဲ့လိုဇက်ထဲမှာဂရင်လေးကက်ကပ်ပြီးနေရတာဟိုဘက်ဂရင်ဒီဘက်ဂရင်ဆိုတော့ဘဘဥကန်ကလည်းဇမင်းသားဆိုတော့ဘဘဥကန်ရဲ့ခေါင်းအဲ့မောင်းတောင်ကွက်ကြီးကိုစွတ်ပြီးွားပိတ်စအနေနဲ့ကြတော့ဘာကိုသုံးလဲဆိုတော့ကျွန်တော်တို့တွေစွတ်ကျဲပေါ့နော်စွတ်ကျဲအသား
စွတ်ကျဲသားကိုဒီခေါင်းပေါင်းပိတ်စအနေနဲ့ကျွန်တော်တို့သုံးတယ်ဒီခေါင်းပေါင်းပိတ်စအနေနဲ့သုံးတယ်စွတ်ကျဲသားတွေကိုဖြတ်ပြီးသွားရင်ခေါင်းပေါင်းပိတ်စသုံးတယ်ပေါ့နော်ပြီးရင်ဒီထိတ်မှာပန်းလေးတွေဆင်းပြီးဒီစင်နရွက်ပေါ့နော်စင်နရွက်နဲ့ဒီဘက်နရွက်အသေးလေးကိုကြတော့ဘာလုပ်လဲဆိုတော့သူနန်းကျိုးနဲ့ကိုလိုချင်တဲ့ပုံစံလေးကိုချိုးတာပေါ့နော်တွန်းနှန်းကျိုးနဲ့ကိုဒီလိုစင်နရွက်လိုလှလှလေးပုံစံလေးချိုးတယ်ချိုးပြီးသွားရင်အဲ့လိုစွတ်ကျဲသားလေးနဲ့အဲ့လိုမျိုးလေးလှုပ်လိုက်တဲ့အချိန်မှာဒီခေါင်းပေါင်းလေးကဟိုခေါင်းပေါင်းကြီးကိုပတ်ပေါင်းလို့အကြာကြီးပေါင်းနေစရာမလိုတော့ဘူးဒီဟာလေးစွတ်ချလိုက်တာနဲ့ခေါင်းမှာလှလှပပလေးနဲ့တိတိပပလေးအဲ့လိုဒီဘက်ခေတ်ခေါင်းပေါင်းလို့ပေါ့နော်တိတိပပလေးဖြစ်သွားတာအဲ့ဒီမှာအဲ့ဒါလေးကိုမြင်သွားတဲ့အချိန်မှာဘာရှင်မဥတက်မှာအရန်သဘောကျသွားပြီးတော့အဲ့ချိန်ကလေးကစပြီးဒီသူကိုယ်တိုင်ဒီမောင်းတော်ကွန်းနဲ့လှုပ်တဲ့ဒီ ready made ခေါင်းပေါင်းလေးကိုသူပေါင်းခဲ့တာပေါ့နော်ဒါကတော့ခုနပြောတဲ့ ready made ခေါင်းပေါင်းဖြစ်ပေါ်လာတဲ့တမိုင်းကြောင်းလေးပါအဲ့ရနေမှာတစ်ဆင့်ကျွန်တော်ခုနပြောလို့နော်ဒီအရင်တော့ခေါင်းပေါင်းတွေကဒီကျွန်တော်ခုနပြောသလိုစင်နရွက်နဲ့ဒီဘက်အစလေးတစ်စနဲ့နှစ်စပဲရှိရပါတော့အဲ့ရနဲ့ကျွန်တော်ဘာရှင်မဥကန်ကိုကျွန်တော်မေးကြည့်ရကျွန်တော်သိချင်လို့ပေါ့နော်ဘာဒီအရင်တော့နှစ်စပဲပေါင်းကြတယ်နှစ်စအရင်တော့တစ်စပဲပေါင်းကြတာလည်းရှိတယ်ပေါ့နော်ဒီဘက်အသေးသေးလေးတောင်မပါဘူးအဲ့လိုနှစ်စတွေတစ်စတွေပဲပေါင်းနေရနေဘာကြောင့်ဒီဘက်ကကျွန်တော်တို့ပေါင်းတဲ့ခေါင်းပေါင်းတွေလို့သုံးစဖြစ်လာတယ်လို့ကျွန်တော်မေးကြည့်တယ်ဒီဘက်မှာအရွက်ကြီးတစ်ရွက်ဒီဘက်မှာအရွက်သေးလေးတစ်ရွက်အခုနောက်ပိုင်းဇမင်းသားတွေပေါင်းတာဒီအလဲလေးမှာညောင်ရွက်လေးလို့အရွက်သေးသေးလေးတစ်ရွက်ပါသေးတယ်အဲ့လိုသုံးရွက်ကိုဘာကြောင့်အဲ့လိုမျိုးပေါင်းတာလဲလို့ကျွန်တော်မေးခဲ့ပူတယ်အဲ့ချိန်မှာဘဘရွှေမဥကန်ကဘာပြောခဲ့လဲဆိုတော့ဘဘအမေကြီးကိုဥအောင်စိန်ဆိုတာရှိတယ်ဇမင်းသားကြီးပေါ့နော်ဘဘအမေကြီးကိုဥအောင်စိန်ဆိုတာရှိတယ်तू ကနေပြီးတော့ तू ကပထမဆုံးပေါင်းခဲ့တာအဲ့လိုအရွက်၃ရွက်ပေါင်းတာ哦အဲ့လိုမျိုးလေ तू ဖန်တီးပြီးတော့ပေါင်းခဲ့တာပေါ့နော်ပေါင်းလဲပေါင်းရောအဲ့ဒါကိုဘသူကတွေ့သွားဆိုတော့ခုနဘဘရွှေမဥတင်မှာတွေ့သွားအချိန်မှာဟာအကိုကြီးပေါင်းတာအရန်လာတာပဲကျွန်တော်လည်းအဲ့လိုမျိုးလေးပေါင်းကျင်လိုက်တာဆိုပြီးတော့အဲ့အချိန်တည်းကစပြီးသူကိုယ်တိုင်ဒီအရွက်လေး၃ရွက်ပါတယ်ခေါင်းပေါင်းကိုအဲ့အချိန်နဲ့ဘဘရွှေမဥတင်မောင်ကိုယ်တိုင်ပေါင်းခဲ့ရလို့ကျွန်တော်တို့သိခဲ့ရပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်အခုပြောပြပေးတာကတော့ဇမင်းသားတွေရဲ့ခေါင်းပေါင်းဒီ ready made ခေါင်းပေါင်းကိုဘသူဖန်တီးခဲ့တာလဲပြီးတော့အရင်တုန်းကဇမင်းသားတွေကခေါင်းပေါင်းကိုဘလို့ပေါင်းခဲ့တာလဲဆိုတာလေးကိုကျွန်တော်ပြောပြပေးခဲ့တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြောပြပေးခဲ့တာလေးကအကုန်လုံးဘူးတုဒရမယ်လို့ကျွန်တော်မြင်ပါတယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like subscribe follow လေးလုပ်ပေးထားဖို့တောင်းဆိုပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာဘလို့ဘူးတုဒရရစရာတွေနဲ့အတူပြန်လာမလဲဆိုတာကိုစောင့်မျှော်အားပေးပါအောင်ခင်ဗျာကျေးဇူးတင်ပါတယ်